တိဓမ္မတောကမဟာယာဇာရေတွေ8,400ရေကန်ပေါင်းက8,400ပါလူတော်မူရှားစေဒီပေါင်းက8,400ပါတိတိဓမ္မတောကမဟာယာဇာရေတွေ8,400ရေကန်ပေါင်းက8,400ပါလူတော်မူရှားစေဒီပေါင်းက8,400ပါအာတောကယာမကြောင်းကြီးဝိဟာဘောမှာကိုတော်တိုင်းမမယခကြီးညိုတော်မူရှာအာတောကယာမကြောင်းကြီးဝိဟာဘောမှာကိုတော်တိုင်းမမယခကြီးညိုတော်မူရှာလက်ဝါးရင်တွေမြအစေးတင်သည်အလားကုသိုလ်ကောင်းမှုတွေဟာကွင်းကွင်းကွက်ကွက်ထင်းလင်းပေါ်ထွက်လာတိရိဓမ္မတောကမဟာယာဇာရေတွေ8,400ရေကန်ပေါင်းက8,400ပါလူတော်မူရှားစေဒီပေါင်းက8,400ပါအာတောကယာမကြောင်းကြီးဝိဟာဟောမှာကိုတော်တိုင်းမမယခကြီးညိုတော်မူရှာလက်ဝါးမြင်တွေမြအစေးတင်သည်အလားကုသိုလ်ကောင်းမှုတွေဟာဝင်းဝင်းကွက်ကွက်ထင်းလေးပေါ်ထွက်လာသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါဤအလူတကာအလူအမများမှာပုံစင်စံပြီးမှနိဗ္ဗာန်မျက်မှောက်မလွဲရောက်နိုင်တာစေရနာဇောပြောပါလောက်ဆရာမင်းကြီးအံဝဲရာစေရနာဇောပြောပါလောက်ဆရာမင်းကြီးအံဝဲရာနန္နာစီရဲဆိုရွှဲအောင်သာဝါကုန်းကိုဖြောင်းဆွလိုက်တာဆိုရွှဲအောင်သာဝါကိုကိုဖြောင်းဆွလိုက်တာတကူလုံးရစ်ပခါစီမီပူဇော်ရှာကိုတော်မှာဘေးမခအေးမြတဲ့ရှင်တီတာသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါဤအလူတကာအလူအမများမှာပုံစင်စံပြီးမှနိဗ္ဗာန်မျက်မှောက်မလွဲရောက်နိုင်တာမောင်ကလေးဗုဒ္ဓမြတ်ယဟန္တာခြေရင်တော်မှာလက်စုံမိုး၍ရှေခိုးပန်းထွားတိလို့ကြော
ပြန်နာမောက်ကလေးဗုဒ္ဓမြတ်ယဟန်နာခြေရင်တော်မှာလက်စုံမိုး၍ရှေခိုးပန်းထွားတိလို့ကြောင်းနဲ့လျှောက်ထားပြန်နာတပြည့်တော်မှာလူတော်ဒါနာဟာသာသနာအမွေကံထိုက်ပါရဲ့လားဖယားမြတ်တော်မင်းကြီးမဟာယာဇာကိုရှင်၌ဖြစ်တော်ဗုဒ္ဓသားကိုသာသနာအမွေကံသို့သွင်းမှာလားကိုရှင်၌ဖြစ်တော်ဗုဒ္ဓသားကိုသာသနာအမွေကံသို့သွင်းမှာလားအမွေခံထိုက်တာဘယင်အားတော်ကသာတော်သမီးတော်အဲ့ဒီတော့မှလူတဲ့မင်္ဂလာသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါဒီအလူတကာအလူအမများမှာဘုံစင်စံပြီးမှနိဗ္ဗာန်မျက်မှောက်မလွယ်ရောက်နိုင်ဒါမိတ်ဆွေစေတနာကမ္မပိတ်ကဝဲအစသာအရာရာသူသောကြွရရှိနိုင်ဖို့မသွေတရားပွဲတွေကြည်ပါတဲ့အခါယင်းသည်လေ့သည်ဆင်ခြင်ပါလူဘဝရှာတော့ခဏမှာတရားနာဖို့ကြိုးစားစေချင်တာဓမ္မမိတ်ဆွေစေတနာကမ္မပိတ်ကဝဲအစသာအရာရာသူသောကြွရရှိနိုင်ဖို့မသွေတရားပွဲတွေကြည်ပါတဲ့အခါယင်းသည်လေ့သည်ဆင်ခြင်ပါလူဘဝရှာတော့ခဏမှာတရားနာဖို့ကြိုးစားစေချင်တာရပရရှိပြဖို့အရေးမှာခဲရင်တော်လဲပွင့်လို့နေရှာပြီလူပြေလူကဘာခဲရင်တော်လဲအခုတော့ရှောက်လာတရားတွေပွားများဖို့ရခဲရင်တော်လဲခုခါပြင်းနေရှာတန်ဃာတော်ရှင်ရန်ဖြစ်ဖို့ခဲရင်ပေမဲ့ပေါ်ထုံနေပြန်တာတရားနာရဲ့ခဲရင်လာတယ်မြတ်တွေသူငါတို့ရာအခုများတော့နာခွင့်ရတာဒုံလဘာငါပြန်ဆုံးနေတော့ခါမှာမတရားလောက်တော့ရအောင်ရှုစမ်းပါရတနာကုံကြီးကျောင်းတော်ကြီးမှာစိန်တော်ဥပညာဝရကနိဗ္ဗာန်ရောက်ကြောင်းရတရားပေးတာတန်ဃာတော်ရှင်မြတ်အပေါင်းရဲ့ဟောကြားပေးတဲ့တရားဒေသနာတွေညတွေသူငါတို့ရာမမခါဘဝတိလျှောက်ပြစေရပါတရားနာကြွားရောက်တော်မူပါ
မမိတ်ဆွေစေတနာကမ္မပိတ်ခဝေအစသာအရာရာသူသောကြိုးရရှိနိုင်ဖို့မသွေတရားပွဲတွေကြည်ပါတဲ့အခါယင်းသည်မိတ်သည်စင်ကြင်ပါလူဘဝရှာတော့ခဏမှာတရားနာဖို့ကြိုးစားစေချင်တာရပရရှိဖြစ်ဖို့အရေးမှာခဲရင်တော်လဲပွင့်လို့နေရှာပြီလူပြေလူကဘာခဲရင်တော်လဲအခုတော့ရှောက်တာရတရားတွေပွားများဖို့ရာခဲရင်တော်လဲခုခါဖြစ်နေရှာတန်ဃာတော်ရှင်ရဖြစ်ဖို့ခဲရင်ပေမဲ့ပေါ်ထုံးနေပြန်တာတရားနာရဲ့ခဲရင်လာတယ်မြတ်တွေသူငါတို့ရာအခုများတော့နာခွင့်ရတာဒုံလဘာငါဖြာဆုံးနေသောအခါမှာမတရားလောက်တော့ရှာအောင်ရှုစမ်းမှာရတနာကုံကြီးကျောင်းတော်ကြီးမှာဆရာတော်ဥပညာဝရကနိဗ္ဗာန်ရောက်ကြောင်းမြတ်တရားပေးကတန်ဃာတော်ရှင်မြတ်အပေါင်းရဲ့ဟောကြားပေးတဲ့တရားဒေသနာတွေမြတ်တွေသူငါတို့ရာမမခမဝတ်တလျှောက်ဆရာပါတရားနာကြွားရောက်တော်မူပါအရဟံအစာပြုချီဘဂဝါသုထဘဝချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝငြိမ်ဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိကိုပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေကိုကုံကအရဟံအစာပြုချီဘဂဝါသုထမဝဲချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝငြိမ်ဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေခါတော်ဝိရိတဘော6ပြကုံရင်ပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းဉ္ဇာမြတ်တရားကိုကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေသာသနာတော်တည်တဲ့ရေးတွေတို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထဆောင်ရွက်ကသမရိပန်တော်ပုံညက်ခေတံကိုဘုံအရိယများကိုကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိခိုးပါသည်
အနန္တမြာဝိနေယအားလုံးပဲရှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစိတ်ကတွားဝမယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအားလုံးပဲရွှင်လန်းကြပါစေဖယားဖတ်တော်အသက်ရှိတရားဖတ်တော်အမျက်ပြေတန်ငါဖတ်တော်အခက်ဝေးအရာရာတွေစင်ပြေကြစေဖို့ဖယားကိုယ်ွယ်တကိုးကျွေအပေမကြနိဗ္ဗာန်ရတရားကိုယ်ွယ်ပညာကျွေအပေမကြနိဗ္ဗာန်ရတန်ငါကိုယ်ွယ်စည်းစိမ်ကျွေအပေမကြနိဗ္ဗာန်ရဆိုသလိုကိုယ်ွယ်စည်းကပ်ရာအစစ်မှန်ဖြစ်ကြတဲ့ယရနာမြတ်သုံးပါးတို့အားယုံကြည်လေးစားကိုယ်ွယ်စည်းကပ်ကြသောအဖြစ်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းစွာဖြင့်ဒါနသီလဘာဝနာတရားများကြိုးစားပြုလုပ်အားထုတ်နိုင်ကြပါစေသီလသမာဓိပညာတရားများတိုးပွားရင့်သန်ပြီးဉာဏ်နိဗ္ဗာန်စခန်းတို့တိုင်အောင်ရောက်လန်းနိုင်ကြပါစေကိုယ်ကုန်ကအရဟံအစာပြုချီဘဂဝါသုထဘဝဲချုံများမျက်နှိပ်ပံလမ်းညို့ပြတဲ့ဘုံတော်ကြီးမှာဂုံကိုပါတို့အရှင်ဝိနည်းအနန္တတတဝါငြိမ်ဖို့ရန်စိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတီယူချိုကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနေယအားလုံးပဲရွှင်လန်းကြပါစေတခါတော့ဝိရိတဘော၆ပြကုန်ပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းငြိမ်းရမြတ်တရားကိုကာယကံမနောဝစီဘုဒ္ဓယူချိုးကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနေယအားလုံးပဲရွှင်လန်းကြပါစေသာသနာတော်တည်တံ့ရေးရတဲ့တို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထမ်းဆောင်ရွက်ကသုပ္ပရိပံတော်ပုံညက်ခေတ္တဘုကုံရဲ့အရိယများကိုကာယကံမနောဝစီဘုဒ္ဓယူချိုကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနေယအားလုံးပဲရွှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစိတ်ကတွားဝမယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအားလုံးပဲရွှင်လန်းကြပါစေ